အားလုံးမင်္ဂလာပါညတော့စတီမကဝေလာတဲ့ဗျာကျော်မမလေးနဲ့အိမ်မှာချက်ထားတဲ့ငါးတက်တာလေးသမင်းနဲ့စားပြဖြစ်ပါတယ်စားကောင်းပြီလို့တော့ထင်တာပဲငယ်တော့ကတော့ဒီလိုမျိုးမဟုတ်ပေါ့နော်အမျိုးမုံနဲ့သမင်းနဲ့စားဖို့ရမ်းစားကောင်းဘုံစားရတာကြတော့အခုပြန်စားကြည့်လို့စားကြပါဦးစားလို့ကောင်းတယ်ငယ်ရတာတိုင်းမဲ့ဒီဗျာကျော်လေးရမ်းစားလို့ကောင်းတယ်ကဲစားကောင်းကောင်းလေးစားခံပါတော့မရှင်။စားကောင်းပါလေဝေစားကြည့်ကြပါလို့နော်။ဘိုင်ဘိုင်